皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလေ့လာကြမယ့်သင်ခန်းစာလေးကတော့ဒါဆိုတာကနိုင်တလောက်ပဲနှမျိုးသုံးလို့ရပါတယ်။ရစမယ်နော်။1番食べられるだけご飯を食べます。စားနိုင်တလောက်ပဲသမင်းကိုစားမယ်။2番壁にいるだけ荷物を詰めてくださいね。အဲ့ထဲကိုထည့်နေတလောက်ပဲအထုပ်ပိုးကိုထုတ်ပိုးပါ3番辛い時は泣きたいだけ泣けばいいよစိတ်ပြည့်ပဲနဲ့အချိန်မှာဝူချီလောက်ငိုလို့ရတယ်လीနော်4番ရှိခံကအိုဝါတာလာစကိနာတာကဲအဆိုပီတိုင်းနဲ့ဆောင်းမွဲပြီးသွားဟီတဲ့ကြိုက်တလောက်ပဲလဲချင်နေတဲ့ကော့ဘန်တကီတော့တာခဲနော်ခုတ်တူဝရတာစမိုလီတာတဲ့လုံးနေတလောက်ပဲလုံးမယ်လို့တွေးထားတယ်ကဲအခုလေ့လာခဲ့တဲ့သင်ခန်းစာတော့ဒါခဲဆိုတာနိုင်တလောက်ပဲနှမျိုးသုံးလို့ရတယ်နော်ခုမတဲ့ကြမတနဲ့